မပုတ်လိုက်ကိုဒီမှာဒါပါတစ်ဖက်စာလောက်ကိုကောင်းကောင်းပြန်သွားပြီเนาะတစ်စက်ဆိုလို့ရှိရင်ပါတစ်ဖက်စာကောင်းကောင်းရသွားပြီကဲဒီမှာကြည့်ဒီမှာနည်းနည်းလေးတင်လိုက်တာပဲဒီမိတ်ကပ်ကအများကြီးသုံးဖို့မလိုဘူးเนาะပြီးတော့မိတ်ကပ်သားဖြူတဲ့ဘက်မှာလည်းမသွားဘူးပြာတဲ့ဘက်မှာလည်းမသွားဘူးမဲတဲ့ဘက်မှာလည်းမသွားဘူးသူကသူ့ရဲ့အယောင်လေးကိုကပေါ့เนาะရွှေလိုဝင်းတာရွှေလိုဝင်းတဲ့အယောင်လေးပါဒီမှာတိတ်ညက်ကလေးเนาะလိန်ထားလို့လိန်ထားမှမသိဘူးမိတ်ကပ်သားအရန်နဲ့ကိုလှတယ်ဆောနာဒီညီမလေးပြောသလိုပဲပြေးစုံနေရောပဲညီမလေးပြောထားတာလေတနခါလေးနဲ့လိန်မမနေလို့လို့အနုလိန်အလျှော်လိန်ကြိုက်တယ်လို့လိန်ဘီမီရဲ့ကျွတ်ပလဲမိတ်ကပ်ရအပေါ်မှာပေါင်တာထက်ရိုက်စရာတော့မှမလိုအောင်အရန်ကောင်းတယ်เนาะမိတ်ကပ်ရအထုပ်လဲလာတယ်ဘူးလဲလာတယ်အဲ့တော့မသုံးဘူးသေးဘူးစမ်းသုံးကျင်တယ်ဆိုလို့ရှိရင်အထုပ်ကလေးစမ်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့နီပြောချင်တာလေဘီမီကဒီမိတ်ကပ်တစ်မျိုးတည်းကောင်းတာမဟုတ်ဘူးနော်ဒီ skin care လည်း5မျိုးထွက်ထားတယ်ဒါဆိုရင်လည်းသုံးပြီးသူတိုင်းအရန်ကြိုက်တယ်လုံးဝသူကလေမျက်နှာကိုလေ skin care ကိုသုံးပြီးတော့အသားဖြူသွားတာမျိုးမဟုတ်ဘူးဘယ်လိုပြောမလဲအသားယိုလေးဝင်းတာဒီ skin care ကကြော်လေ white tanning ဘက်ကိုမသွားဘူးအသားယိုဝင်းလေးနဲ့ကြည်လေးနဲ့ပြောင်လေးနဲ့ဂလိုးတဲ့ဘက်ကိုသွားရပေါ့နော်အဲ့တော့အဆက်လိုက်သုံးလေပိုကောင်းနေပဲအဲ့တော့ဒီမှာဘီမီကနေပြီးတော့တခွားသီးမျက်နှာသစ်ထွက်ထားတယ် makeup remover မသုံးချင်တဲ့သူတွေအတွက်ပေါ့နော်ဒီမှာ silicone brush လေးလည်းပါတယ် makeup ဖြတ်စေးတာမလိုလောက်အောင်ဒီမျက်နှာသစ်ကောင်းတယ်သူက hydrate ပေါ့နော် hydrate ရေတက်ဖြစ်မျက်နှာသစ်လေးဖြစ်တယ်နောက်တစ်ခုကတော့ဒါလေးကကျတော့ hydrate toner ပေါ့နော် toner လေးရှိတယ်သူကတော့ note ရေတိုက်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အသား၆တဲ့လူတွေအတွက်အရန်နဲ့ကိုအဆင်ပြေတယ်သူက moisturizing effect ကိုပေးရဲ့အတွက်ကြောင့်မို့လို့အသားကိုနုညံ့ပြီးရေတက်ကိုပြည့်တာပေါ့နော်သူက moisturizer effect ကိုလည်းပေးတယ်ဒီ toner ကိုသုံးရင်ကြာပါဖြစ်လဲဆိုတော့သူကရွှေပေါက်ကလေးတွေတက်နေဒီတချို့ဆိုရင်ရွှေပေါက်ကလေးတွေညစ်တာရှိရပေါ့နော်ဒီ toner ကိုဆွဲသုံးပေးမယ်ဆိုလို့ရှိရင်ဒီရွှေပေါက်လေးတန့်ပြီးတော့အသားကြီးကြည်တယ်နောက်တစ်ခုဒီ serum ကျတော့တင်းမှဲ့ကြောက်တွေကိုတက်တာပြောက်ကင်းစေတဲ့ serum အသားလား serum ပေါ့နော်သူ